အားလုံးမင်္ဂလာပါစကောတိဖော်ဝါ channel ကနေပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်ကိုင်းဖြစ်ပါတယ်ညီတို့မနေ့ကဒါဝဆန်တင်နဲ့နော်တန် forex ပွဲစဉ်ကိုပေါင်းပေါ်ရွေးချက်ပေးခဲ့ပေါ့နော်ကိုပေါ်ခဲ့တော့ကြလို့ရတယ်1 2ဆိုလို့ရတယ်ပြီးဆုံးသွားရပေါ့နော်ညီတို့တွေဒါအဆင်ပြေပြောလဲကိုင်းယုံကြည်ပါနော်ကိုင်းတို့ဒီနေ့မှာတော့ဒါပြင်းပြလေးပွဲစဉ်တွေအများကြီးရှိတယ်ဒီပွဲစဉ်တွေထဲမှာကိုင်းအကြိုက်ဆုံးတစ်ပွဲကိုဒါတစ်ပွဲကောင်းအနေနဲ့တင်ဆက်ပေးမယ်ပေါ့နော်ပထမဆုံးမှကျင်တာတော့ Telegram channel ကို join ထားပြီးပါဒီကတော့ဒါမောင်တက်လို့ခြင်းတဲ့ညီကိုတွေက Telegram channel မှာပဲတင်ပါเนาะ channel link လေးကိုဒီ video comment link မှာချထားပေးပါเนาะsorry profile ရဲ့ bio link မှာလည်းဒါ Telegram channel link လေးရှိပါတယ်เนาะညီကိုတို့ဒါကိုင်းစီမာဒီမောင်တွဲပေါ့เนาะဒီမောင်တွဲတို့ body တပွဲကောင်းနေလို့ချင်း Telegram channel မှာလာယူလို့ရပါတယ်เนาะကိုတို့ဒီနေ့ပွဲစဉ်ကတော့ညီမဆန်းတန်းချိန်2နာရီထိုင်းဆန်တော်ချိန်2နာရီခွဲမှာကန်မယ်ဒါပြင်းပြလေးပွဲစဉ်ပေါ့เนาะ 4N သေးနဲ့ချက်သီးသင်းတို့ရဲ့ပွဲချက်30ချက်ကိုတင်ဆက်ပေးမယ်ပေါ့เนาะပထမဆုံးပြောချင်တော့ချက်သီးသင်းကတော့ဒါ strap ရဲ့နီးပြပေါ့เนาะ Race Rosinia တော့ဒါနီးပြတစ်ဖြစ်ခန်းလိုက်ရပြီဒါကြောင့်နီးပြတစ်ရဲ့ဒါပထမဆုံးပွဲထုတ်လို့ပြောလို့ရတယ်ပေါ့ဒါကြောင့်ဒီနေ့ပွဲစဉ်ကလည်းနီးပြတစ်ရဲ့ချက်သီးသင်းနေနဲ့ဒါ 4N ရဲ့ကွဲမှာဘလို့ရက်လက်တွေဖော်ဆောင်နိုင်မလဲဆိုတာကိုတို့စောင့်ကြည့်ရမှာပေါ့เนาะကိုတို့ဒါ hardware ကိုကြည့်ရမယ်ဆိုရင်เนาะချက်သီးရဲ့ကွဲမှာဒီဒါပကြော့မှာတွေ့ထားတော့2စီးဆိုတဲ့ရက်လက်နဲ့နိုင်ထားတယ်အဲ့တော့ချက်သီးသင်းဘက်ကနေတလုံး plan 50G ပေးထားရပေါ့เนาะ2စီးဆိုတဲ့ရက်လက်နဲ့နိုင်ထားရပေါ့เนาะဒီပြီးဒါ 4N ပေါ့ 4N တော့ဒါလက်ရှိနောက်ပိုင်းခြေစမ်းပိုင်းလေးပြန်ကောင်းလာတော့ရှိတယ်၄ဘွဲဆက်ဒါကြီးနိုင်လာတော့တွေ့ရတယ်ပေါ့နော်အိမ်ခွေးမှာဆိုရင်တော့တန် forex ကို1စီးနိုင်ထားတယ် Western ကိုဒါဝေးခွင်းကနေ0နိုင်ထားတယ်ကျန်တဲ့ပွဲစဉ်တွေပဲလေးကို1-1တေးကစားထားတယ်ပြီးခဲ့ဘက်ကတော့ဒါတကယ်ကို 4N သိနေတော်တော်လေးကောင်းတယ်ဒီပါဝင်းအသင်းကဒါ1-2နဲ့ပြီးခဲ့နေနာကျင်ချိန်မှာ1-2ဖြစ်သွားတဲ့ချိန်မှာဒါတူရလက်ကိုရအောင်ကန်သွားတာတော့ဒါ 4N သင်းကတော်တော်လေးချင်တန်းအရင်ကောင်းလို့ပြောလို့ရတယ်ပေါ့နော်ဒါဟို 4N အိမ်ခွေးကဒါသွားပြီးတော့ဒါရှုပ်လို့မရတဲ့အနေအထားမျိုးတော့ရှိရပါတော့ချက်သီးသင်းကတော့ဒါနီးပြသေးဒါလိမ့်လို့စီနီယာရဲ့ဒါပထမဆုံးပွဲတွေဖြစ်တယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာချက်သီးသင်းနေနဲ့ကစားကွက်ကိုဒါဘယ်လိုပွဲထွက်လာမလဲဆိုတာကိုတို့ချက်တော့ကြည့်ရလိမ့်မယ်ပေါ့နော်ပြီးဒါချက်သီးသင်းနေနဲ့ဒါယာယီနီးပြဒါချက်သီး U21 ကနီးပြတစ်ကင်တော့ဆိုရင်တော့ဒါ CD ကိုပြီးကြတဲ့ပတ်မှာတော့1-1တေးကြအောင်တော့ဒါကန်နိုင်တာတော့ရှိရပါတော့ပြီးညီကိုတို့တည်းရဲ့ဒါအတင်းတင်းကဒါနီးပြတစ်ခန်းလိုက်ပြီဆိုရင်ဒါပထမဆုံးပွဲတော့ဒါနိုင်ပွဲတွေဖော်ဆောင်နိုင်တယ်ပေါ့နော်ဘယ်နီးပြမဆိုဒါပထမဆုံးပွဲဦးထွက်ကိုဒါတာထွက်ကောင်းအောင်တော့ဒါနိုင်ပွဲရအောင်ကန်တော့ရှိပေါ့နော်လက်ရှိ body လေးကိုတာကြည့်လိုက်မယ်ပေါ့နော် body လေးကိုကြည့်ရမယ်ဆိုရင်တော့ဝေးကွင်းချက်သီးတင်းဘက်ကနေတိမ်ပိုင်းနဲ့65ကိုပေါင်းစင်း3လုံးပလက်80တိပေးတာပေါ့နော်ဒါကိုပေါင်းစင်းကိုကြည့်ချင်းအားဖြင့်ဒါ full Asian ပေါ့နော်ကိုရနိုင်မယ်တို့လို့ရတယ်ကိုပေါင်းစင်းကကိုရောဈေးတန်းသွားနေရပါပေါ့နော်ဒါပုံမှန်ကိုရောဈေးတန်းဆိုနှလုံးပိုင်းနဲ့80 80ဝန်းကျင်လောက်ပဲလာမှာပေါ့နော်ကို3လုံးပလက်80ကြီးရတော့ဒါကိုပေါ်နိုင်မဲ့ဈေးတန်းတော့မြင်တယ်ကိုရကတော့ဒီနေ့ပွဲတော့ဒါ body ပဲရွေးချက်ပေးပါမယ်ချက်သီးကတော့နီးပြားသေးရဲ့ပထမဆုံးပွဲထက်တော့မှန်တယ်ဒါပေမဲ့ 4A အိမ်ခွေကတော်တော်လေး strong ဖြစ်တဲ့အနေအထားမျိုးမှာရှိတယ်လီဗာပူးလိုအသင်းမျိုးဒါတော်တော်လေးကဲခက်တဲ့အနေအထားမျိုးပေါ့နော်ဒါကြောင့်ချက်သီးအနေနဲ့ဒီနေ့ဒါ 4N ဝင်းတော့နိုင်ငံပို့တော့မလွယ်ကူလောက်လို့မြင်တယ်ကိုရကတော့ဒီနေ့အကြိုက်ကတော့ဒါ Asian 4N body ကြိုက်ပါတယ်4N အနေနဲ့ဒါချက်စီကိုကောင်းသောတည်တော့ကစားသွားမယ်လို့ထင်တယ်ပြီးတော့ဒါ 4N ရဲ့လက်ရှိဒါခြေသားမိုင်းရလဲတော်တော်လေးပြန်ပြီးကောင်းလာတော့ရှိရပါတော့ဒါကြောင့်ကိုရတော့ဒါ 4N နဲ့ချက်စီသင်းပွဲစဉ်မှာဆိုရင်တော့ 4N body လေးကြိုက်ပါတယ်เนาะကြိုက်တွေ့ညိုကိုလိုက်ပြီးဆော့လို့ရပါတယ်ကြိုက်တွေ့တော့ဘက်ကကစားလို့ရပါတယ်เนาะကိုပြတော့မှာခဲ့လို့ Telegram channel လဲ join ထားဖို့မမေ့ပါနဲ့เนาะကိုလို့ဒါနောက်ရဲ့ပွဲစဉ်တွေမှာညီကိုတို့ပြန်ပြီးဆုံအောင်မယ်ကိုအားပေးရတာ Facebook ကတော်တော်ဒီကျွတ်ကညီကိုတောင်ရှင်းတဲ့ကျေးဇူးတင်ပါတယ်အားလုံးအနေနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်